တော်များများကအိမ်မှာစပြေးဝိုင်ဖောက်ကြတဲ့အခါတကြားခဲဒါမှမဟုတ်တကြားပြုတ်ထဲဖို့ပဲတီးကြလေးရှိပါတယ်တကယ်တော့အရကရန်ကိုမှာပါတယ်ကျွန်တော်ဒီနေ့လူကြီးမင်းတို့ကိုအရန်လွဲကူတဲ့နီလန်ကောင်တကူဝေမျှပေးသွားပါမယ်အဲ့ဒီနီလန်အတိုင်းဖောက်ထားတဲ့စပြေးဝိုင်ကအယောင်သေးပိုင်းမှာဆွဲမတ်ဖွယ်ကောင်းယုံသားမကထားတော့ချိန်ကြာလေအရသာကပိုထူခဲ့ပြီးတော့ချုံမွေးလေဖြစ်ပါတယ်စပြေးသီးမှာဗီတာမင် A နဲ့တတူတက်အပြည့်အဝပါဝင်တဲ့အပြင်သူ့ကိုသုံးပြီးတော့ဖောက်ထားတဲ့ဝိုင်ကလည်းလန်းဆန်းကတွင်ပွင့်စေပါတယ်လုံဒီကလည်းအခုမှစားလုံးမဲ့သူတွေတောင်မှအလွယ်တကူလိုက်လုံးနိုင်လောက်အောင်မှလွယ်ကူပါတယ်သူ့ကိုတောင်းမယ်ဆို face mask 10ခုကတ်တာထက်တောင်မှပို့ပြီးတော့အကျိုးထူစေနိုင်လို့ save ထားဖို့အကြံပေးခြင်းပါတယ်ခင်ဗျာစပစ်သီး3ကီလိုကိုပြင်ဆင်ပြီးရင်တော့သူတွေကိုစားတစုံဖြူပြီးရေအပြည့်လောင်းထည့်ပေးလိုက်ပါမယ်အဲနောက်မှာတလုံးချင်းစီကိုပဲကတ်ကြီးနဲ့ညှပ်ပြီးတော့စပစ်သီးတွေမကွဲသွားအောင်လို့အသားရစေးပေးပြီးရင်တော့အားလုံးကိုဆဲထုတ်လိုက်ပါမယ်ရေချအောင်စစ်ပေးပြီးရင်တော့ဖန်ပလင်းနဲ့ထည့်ပြီးဒလိတ်တုံနဲ့ကြေအောင်ထောင်းပေးလိုက်ပါမယ်။စပြေတီမှာအာဟာရဓာတ်တွေပေါ်ကျယ်ဝါစွာပါဝင်တဲ့အပြင်အထူးသဖြင့်နွေရာသီမှာချေးထွက်များပြီးတော့ပင်ပန်းနွမ်းနယ်နေတဲ့သူတွေဆိုရင်တော့တေချာပေါက်လှုပ်တောက်တင်ပါတယ်။ yeast starter ခဲတစ်ဝက်ကိုယူပြီးတော့ခုနကဒလိတ်တုံနဲ့ပဲကြေအောင်ထောင်းထားပေးလိုက်ပါမယ်။တစေးမှုတ်တွေကိုစပြေတီတွေထဲထည့်ပြီးရင်တော့တကြားခဲတချို့ထည့်ပေးလိုက်ပါမယ်။အဲနောက်မှာတော့လေးလုံးအောင်အဖုံးအုပ်ပြီးတော့အခန်းအပူချိန်မှာ3ရက်အချင်းဖောက်ပေးထားလိုက်ပါမယ်။စပြည့်သည့်အဖက်တွေအားလုံးကဘောလောပေါ်လာပြီဆိုရင်တော့အချင်းဖောက်တာအောင်မြင်ပါပြီအဖက်တွေကိုစစ်ထုတ်ပြီးတဲ့အခါမှာဝိုင်ကိုပလင်းနဲ့ပြန်ထည့်ပြီးတော့အဲ့ဒီအတိုင်း၄ရက်လောက်ထပ်ထားလိုက်ရင်တော့ရပါပြီဒီလိုဖောက်ထားတဲ့စပြည့်ဝိုင်ကလန်းဆန်းချိုဝေးပြီးတတိရက်နဲ့တင်ပြန်နေတဲ့အပြင်အရသာကလည်းနူညံ့ပါတယ်ဒါအပြင်ဗီတာမင်အပြည့်ပါပြီးတော့ချွတ်ချချင်းလေးနဲ့အရန်တောက်လို့ကောင်းပါတယ်ပြောကြတာတော့နေရာဒီအပူဆုံးအချိန်မှာစပစ်သီးဝိုင်တောက်ပြီးမယ်ဆိုရင်တော့အပူချိန်ကိုရှော့ချပေးနိုင်ပါတယ်တဲ့ဒါကကျွန်တော်တို့လိုအသက်အရွယ်တကူရလာတဲ့အသက်လက်ပိုင်းတွေနဲ့အရန်တင်တော်ပြီးတနေ့တစ်ခွက်လောက်တောက်မယ်ဆိုရင်တော့စိတ်ကိုပျော်ရွှင်စေပြီးတောက်လေထက်တောက်ချင်လေဖြစ်စေမှာမလို့အလားကြိုက်တဲ့အမျိုးသမီးတွေဆိုရင်တော့လိုက်ပြီးတော့လှုပ်တောက်ကြည့်တင်ပါတယ်နော်